United လွဲချော်ခင်ရတယ်ဇန်နဝါရီပြည့်မှတ်နဲ့နောက်ဆက်အတွဲအစီအစဉ်သစ်အားလုံးပဲမင်္ဂလာပါများမက်ချတာဖွားဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မက်ချာနိုက်တက်ဟာဇန်နဝါရီမှာကစားမသစ်ခေါ်ယူမှုမလုပ်ချင်ဘူးဆိုပေမဲ့လည်းတချို့အခြေအနေလေးတွေရှိလာတာကြောင့်ဈေးကွက်ထဲမှာစုံစမ်းမှုတချို့ပြုလုပ်နေရပါတယ် United ဟာရင်းနှီးကစားသမားလေးမိုဟာမက်ကာရာမိုင်တီကိုစိတ်ဝင်စားနေပေမဲ့ကစားမကတော့အိမ်လေကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်သွားကြောင်းသိရပါတယ် United ဟာဇန်နဝါရီပြောင်းရွှေ့မှာရှာရှာပါပါကစားမတရားကိုပြတ်မှတ်ထားခဲ့ပေမဲ့အဆင်ပြေဖြစ်ခဲ့ရပြီးအစီအစဉ်အသစ်ချမှတ်ဖို့ဖြစ်လာခဲ့ပါတယ်United ဟာမိုက်ကယ်ကာရီရဲ့အားကိုးရကစားသမားပတ်ထရစ်တိုကိုတယောက်တရားရရှိသွားတာကြောင့်ကြိုတင်ပြင်ဆင်ထားခြင်းမရှိပဲဈေးကွက်ထဲမှာစားထိုးကစားမရှာဖွေနေရပါတယ်။တိုကိုကအနည်းဆုံး10ပတ်လောက်အနားရမယ်ဆိုတော့အရှင်ရကစားအသင်းတိုင်းစစ်ကလေးပြည့်စည်သွားမှာကိုလည်းစိုးရိမ်နေရပါသေးတယ်။ United တို့စိတ်ဝင်စားနေတဲ့ကစားမလေးမိုက်တီကအသက်18နှစ်အရွယ်ကြောင်ရိုင်းတုံးလေးတုံးလိုဖြစ်နေပြီး United လိုအပ်ချက်တွေနဲ့လည်းတင်းလျော်ကိုင်းရတဲ့ကစားမတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ United အတွက်ကံမကောင်းစွာနဲ့ကောင်းလေးကိုစိတ်ဝင်စားနေတဲ့နောက်ထပ်အသင်းတွေရှိနေပါသေးတယ်။ Saudi Pro League ထိတန်းအသင်းအိလေကကောင်းလေးအတွက်ယူတန်း30နဲ့သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်းအပြောင်းရွှေ့သတင်းတောက် Fabrizio Romano ကဖော်ပြလာပါတယ်။ Mighty ကို Premier League အသင်းတွေကလည်းအများကြီးချိတ်ဆက်နေကြပေမဲ့ကောင်းလေးကတော့အရှေ့လက်ပိုင်းဒေသမှာ Simon Inzaghi ရဲ့လက်အောက်ကနေတင်ယူခွင့်ရရင်သူ့အနေနဲ့အများကြီးတိုးတက်မှုတွေရှိလာမယ်လို့ယူဆပြီး Saudi ကိုပြောင်းရွှေ့သွားတယ်လို့ Romano ကပြောခဲ့ပါတယ်။ဒီတော့ United တို့ပြစ်မှတ်လွဲသွားခဲ့ရပါတယ်။ပြောရင်ဒီကိစ္စကတိတ်တော့လည်းကိစ္စမရှိပါဘူး။ဇန်နဝါရီက United အတွက်အသင်းမှာလွင်အားတိုးချဲ့ဖို့မဟုတ်ပဲလူစင်းအထိုင်ကြဖို့အဓိကဦးစားပေးသွားမှာပါ။ United ကဒီနေ့အတွက်အချမ်းသာဆုံးဘောလုံးသင်းစင်းမှာဆင်းရှင်းနေရအထိပြုတ်ကျသွားပါတယ်။ United ကဥရောပပြိုင်ပွဲနဲ့မကစားရတာကြောင့်ငွေတွေစုသုံးနေရင်နောက်နေ့မှာဒီချက်ပို့ပြီးကြာဆင်းသွားနိုင်တာကြောင့်ပြန်လည်ထိန်းသိမ်းဖို့လိုနေပါသေးတယ်။ United ကနေရာဒီမှာတော့တိုက်စစ်အင်အားဖြည့်တင်းမှုအတွက်ပေါင်တန်း200ကျော်သုံးစွဲထားပြီးသားပါ။ဒါကြောင့်ဇန်နဝါရီမှာကစားမအသစ်ထပ်ဝင်လာဖို့မရှိသလောက်ဖြစ်နေပြီးခေါ်ပြရင်တော့ကွင်းလယ်တယောက်လောက်ပဲဖြစ်ဖြစ်အငှားရောက်ရှိလာနိုင်ပါတယ်။ United ဟာပြီးခဲ့တဲ့နေရာဒီမှာတိုက်စစ်နေရာပြောင်းလဲလိုက်ပြီးတဲ့နောက်တရားဒီမှာတင်းတိုက်စစ်ကထုံထိုးတွတ်တက်လာနေပါတယ်။ United က Premier League မှာပန်နရီမပါဝင်တဲ့ဂိုးတွေနဲ့ဂိုးရနိုင်ခြေတွေမှာအဆင့်2နေရာရှိနေပြီးကန်ကျန်တဲ့ဂိုးအောက်တင်းမှုတွေမှာတော့နံပါတ်1နေရာကနေလိကိုဦးဆောင်ထားပါတယ်။ United တို့နေရာဒီမှာမဖြစ်မနေခေါ်ယူရမှာကတော့အသင်းကနေစာချုပ်တက်တန်းကုန်ဆုံးပြီးထွက်ခွာမဲ့ကန်စမဲတို့ရဲ့ကွင်းလယ်နေရာဖြစ်ပါတယ်။ဒီနေရာအတွက် United မှာပြည့်မဲ့ကစားသမားတွေရှိနေပြီးသားဖြစ်ပြီး Ilian Anderson, Atan Watan နဲ့ Carlos Baleba တို့တွေကတယောက်ကိုခေါ်ယူသွားမယ်လို့သိရပါတယ်။ Bruno Fernandes ရဲ့နေရာကိုပါတပြိုင်နက်တည်းအစားထိုးမယ်ဆိုရင်အနေငယ်စွန်သားရတော့ရောက်ပါတယ်။ဒါပေမဲ့ United က Bruno ကိုပြီးခဲ့တဲ့နေရာဒီကလေးကရောင်းချင်နေကြတာပါ။ Bruno Fernandes ကိုယ်တိုင်ကလည်းဒီတစ်ခါတော့အပြောင်းရွှေ့တွေကိုလမ်းဖွင့်ပေးနေတဲ့အတွက် Old Trafford ကနေအသင်းကောင်းဆောင်ထွက်ခွာတာကိုမြင်တွေ့ရနိုင်ပါသေးတယ်။ United တို့စိတ်ပူစရာရှိတဲ့နောက်တစ်နေရာကခန်းစစ်ဖြစ်ပါတယ်။ United ကတိုင်းစစ်ကတော့ကောင်းမွန်နေပေမဲ့ခန်းစစ်မှာရုန်းကန်နေရတတ်ပါတယ်။လာမယ့်နေရာဒီဆိုရင် Harry Maguire ကစာချုပ်ကုန်ရင်ထွက်ခွာတော့မှဖြစ်တာကြောင့် United တို့ဒီနေရာကိုလည်းပြန်လည်အားဖြည့်ဖို့လိုနေပါသေးတယ်။ United ကအရာရာအကောင်းဘက်ကိုဦးတည်နေတဲ့အချိန်ကိုပြန်လည်ရောက်ရှိလာနေပါပြီ။ United တို့တိုးတက်လာပြီး TNT သွေးတွေဘယ်လောက်ရဲသလဲဆိုတာကိုပြသနိုင်အောင်လာမယ့်နေရာဒီမှာတော့ကစားမအသစ်ခေါ်ယူမှုတွေကိုပြောင်းရွှေ့ခြင်းအလုံးရင်းအသုံးပြုပြီးနောက်တစ်ချိန်ပြုလုပ်ရအောင်ပါဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။